မင်္ဂလာပါရှင်စာချဘိုး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စာချဘိုးပါကျွန်မဒီတစ်ခေါက်မှာတော့ပေါ့နော်ကျွန်မဖက်ပြီးတော့တော်တော်ကြာနေပြီအဲကြာနေတဲ့စာအုပ်လေးပေါ့နော်တကယ်ကိုရတစာပြီးစာအုပ်ကောင်းလေးတအုပ်အကြောင်းညှို့ပေးချင်ပါတယ်ရှင်အဲ့ဒါကတော့ဘာလဲဆိုလို့ရှင်ဆရာမနုနုရီအင်းဝါရေးသားထားတဲ့အမှတ်မရှိလမ်းမရှိကီလီဘောဒတာဆိုတဲ့စာအုပ်လေးအကြောင်းပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်မှာဆိုလို့ရှင်သူကစာမျက်နှာကတော့260နဲ့2မျက်နှာပါတယ်ပေါ့နော်ပြီးတော့ဒီစိတ်ကူးချိုချိုကနေပြီးတော့မှသူကအာမန်တဲစာပေရဲ့ပထမအကြိမ်မူပေါ့နော်ဒုတိယအကြိမ်ဖြစ်နေတဲ့ဒီထုတ်ဝေထားခြင်းဖြစ်ပါတယ်တဲ့မျက်နှာဖုံးပကြီးကတော့ဆရာထိန်လင်းဖြစ်ပါတယ်ရှင်ဒါလေးကကျွန်မဒီနားလေးကကန်တင်းရမောင်လေးတယောက်ဆရာငှားဖတ်တာပေါ့နော်ဒါလေးရဲ့ဒီအရင်တော့တင်ထားတဲ့ဒီဆရာမဆိုရဖြူမျိုးရဲ့အလွမ်းဆိုင်ဆိုတဲ့စာအုပ်လေးပေါ့ကျွန်မအနေနဲ့လေဒီလိုမျိုးပေါ့နော်ဇလန်းကိုအသားပေးတဲ့ရတစာပေစာအုပ်တွေအကြောင်းညှိုးတဲ့နေရာမှာပေါ့နော်အမှန်တိုင်းပြောရရင်တော့ဇလန်းအကြောင်းကိုမပြောပြချင်ဘူးဘာလို့လဲဆိုတော့ဒီစာအုပ်တစ်ခုလုံးရဲ့အနှစ်သာရဒီဇလန်းဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်မဇလန်းအကြောင်းကိုတစုံတစ်စပြောပြလိုက်မယ်ဆိုလို့ရှင်ဖတ်တဲ့သူအနေနဲ့ spoil ဖြစ်သွားတယ်လို့ယူဆတယ်ကျွန်မဆိုလည်းတိတ်မကြိုက်ဘူးပေါ့နော်သူများအဲ့လိုပြောပြလိုက်တဲ့တပုတ်လုံးနီးပါးရေးဇလန်းအကြောင်းပြောပြလိုက်မယ်ဆိုကိုပြန်ဖတ်ရင်ပေါ့သွားတယ်ပေါ့နော်အဲ့တော့ကျွန်မအနေနဲ့တော့ဒီစာအုပ်အညိုမှာဒီဇလန်းအကြောင်းထောက်ကိုပေါ့နော်ဒီစာအုပ်နဲ့ပတ်သက်တဲ့ရတစာပေနဲ့ပတ်သက်တဲ့ကျွန်မရဲ့အမြင်ပေါ့ဆရာမနူးမီအင်းဝါအပေါ်မှာပေါ့နော်ကျွန်မကဘယ်လိုခန်းစားပြီးတော့နေဝင်ပြီးတော့ဖတ်လဲဆိုတာလေးပြောပြချင်ပါတော့ဒီစာအုပ်ကလေအဓိကတော့ကျွန်မဘယ်လိုထင်လဲဆိုရသစာပေဆိုတာပေါ့နော်တချို့ကျတော့ထင်ကြတယ်ပေါ့ဘာဘဟုတုဒ္ဒမှလည်းမရဘူးပေါ့ဘာဘဟုတုဒ္ဒမှလည်းမရဘူးဇလန်းအကြောင်းတွေပဲဆိုတော့တကယ်တော့လေဒီရသစာပေတွေများများဖတ်မှာပေါ့နော်ရသစာပေတွေများများဖတ်မှာကျမတို့ရဲ့နှလုံးသားတွေကလည်းလေရင့်ကျက်ပြီးတော့ပို့ပြီးတော့မှလှလာတာလို့ထင်တယ်ပေါ့နော်ဒါတော့ကျမတယောက်တည်းကိုယ်ပိုင်မြင်ပါရှင်ဒီစာအုပ်မှာဆိုလို့ရှိရင်လေဒီစက်ဝိုင်းဆိုတဲ့ဒီစာအုပ်ကဒါနာမည်ကြီးစာအုပ်ပေါ့လေတော်တော်များများလေးဖတ်ပြီးသားတော်တော်လေးကြိုက်ကြတဲ့စာအုပ်ပေါ့လေဒီစက်ဝိုင်းဆိုတဲ့ကောင်မလေးတယောက်အကြောင်းကိုရေးထားတာပေါ့ရေးထားတဲ့နေရာမှာဒီပေါ့နော်အိမ်မရှိရာမရှိမိဘမရှိတဲ့ကောင်မလေးတယောက်အကြောင်းရေးထားတာရေးထားတဲ့နေရာမှာဒီစာအုပ်ရဲ့ဘယ်နေရာမှာပဲဖြစ်ဖတ်ကြည့်လိုက်အားလုံးဒီစက်ဝိုင်းရဲ့ဘဝပဲစက်ဝိုင်းကြုံတွေ့ခဲ့ရတဲ့လူတွေစက်ဝိုင်းနဲ့ပေါ့နော်ကြုံဆုံခဲ့ရတဲ့ပတ်ဝန်းကျင်သူကျင်းနေရတဲ့နေရာသူစားသောက်ရတဲ့အစားအသောက်သူဖြတ်သန်းရတဲ့ဘဝအတွေ့အကြုံဒါတွေပဲရေးထားတာဘယ်လိုမျိုးဘဟုတုတ္တတစ်ခုတလေမှလုံးဝမထည့်ထားဘူးဆိုပေမဲ့ဖတ်ပြီးသွားတဲ့အချိန်မှာလေဖတ်ပြီးသွားတဲ့အချိန်မှာဖတ်တဲ့သူအနေနဲ့ကြတော့ပေါ့နော်ဘယ်လိုခံစားရမလဲဆိုစဝိုင်းရဲ့ဘဝကြီးတစ်ခုလုံးဖြတ်သန်းလိုက်ရတယ်လို့ခံစားလိုက်ရမှာစဝိုင်းရဲ့ဘဝကြီးကိုကစဝိုင်းကြောင်ဖတ်နေတဲ့အချိန်မှာဒီကောင်မလေးရဲ့ဘဝကြီးတစ်ခုလုံးဖြတ်သန်းလိုက်ရတာဆိုလိုတာကိုကဘာမှပေါ့နော်ဆင်းရဲဒုက္ခမခံမဲနဲ့ဘဝတစ်ခုကိုတည်သွားတာရသစာပေရဲ့အင်အားဆိုတာအဲ့ဒါပဲလို့ကျမတို့ထင်တယ်ပေါ့လေဘာဖြစ်ကိုကဒီဟာကိုဖတ်ပြီးတော့မှဒီလူရဲ့ဘဝအကြောင်းတည်တယ်ဒီလူရဲ့ဘဝအကြောင်းဖြတ်သန်းလိုက်ရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လေရင့်ကျက်သွားတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အခုစာဖတ်မဲ့ဆက်ကြောတက်ကလေးလေးတွေပေါ့နော်စာဖတ်ပြင်းနေပါညာဆိုရင်တော့အရင်မဖတ်ချင်သေးဘူးပေါ့လေစာကိုအဲ့လိုမျိုးဇလန်းပဲကြိုက်တဲ့တချို့ကလေးလေးရှိတယ်ပေါ့နော်ဆက်ကြောတက်ရွယ်လေးဆိုကျမဒီလိုစာအုပ်မျိုးလေးတွေညှို့မေးတယ်ပေါ့နော်ဒါမျိုးလေးတွေဖတ်ပြီးသွားရင်သူတို့မှာဘဟုတုတ္တရတာမရတာဆိုတာထက်ကိုရင့်ကျက်သွားတယ်ပေါ့နော်ရင့်ကျက်သွားတယ်လောကကြီးကိုရင်ဆိုင်မှုဆိုတာလေလောကကြီးကိုကောက်ကောက်မွန်မွန်နဲ့ရင်ဆိုင်မှုဆိုတာကျမတို့မှာခန္ဓာရည်စွမ်းတွေရှိဖို့လိုတယ်ပေါ့နော်ဘာမဆိုပေါ့နော်ဖြစ်လာသမျှကိုလက်ခံတတ်ဖို့လိုတယ်ဒါဒီလိုပါလားဆိုတာကိုလက်ခံတတ်ပြီးတော့မှဒီအခြေအနေတွေပေါ့နော်စိုးသည့်အခြေအနေဖြစ်စေကောင်းသည့်အခြေအနေဖြစ်စေကျမတို့ကဒါတိတိငြိမ်ငြိမ်နဲ့ကြော်ဖြတ်သွားနိုင်ဖို့လိုတယ်အဲ့ဒါမှသာလျှင်ကျမတို့ကဘဝကိုပျော်ပျော်ရွှင်ရွှင်မဟုတ်ရင်တော့မကောင်းကောင်းမွန်မွန်ကြံ့ကြံ့ခိုင်ခိုင်နဲ့ဖြတ်သန်းနိုင်မှာပေါ့ဘဝဆိုတာကလည်းအားလုံးသိတဲ့အတိုင်းပဲဆင်းရဲချမ်းသာမရွေးလူငယ်လူကြီးမရွေးပေါ့နော်အကုန်လုံးကသူ့ဟာနဲ့သူတော့နေ့စဉ်stress တွေရှိမယ်ဒုက္ခတွေရှိမယ်အဲ့ဒီကြားထဲမှာရှင်တန်ရတာဆိုတော့လေရသစာပေဆိုတာဘာနဲ့တူလဲဆိုတော့ခန္ဓာရထဲမှာပွင့်နေတဲ့ပန်းလေးတစ်ပွင့်ကိုလောင်းပေးလိုက်တဲ့ရေစက်နဲ့တူတယ်ပေါ့လေကျမတို့အဲ့လိုခံစားမိတယ်အဲ့ဒါကြောင့်မလို့ဒါရသစာပေတွေဆိုလို့ရှိရင်လည်းကျမတမျက်တနူနဲ့ဖတ်ဖြစ်တယ်ပေါ့လေဒီစာအုပ်ထဲမှာဆိုလို့ရှိရင်လည်းဒီမှာခုနပြောခဲ့သလိုပေါ့နော်ဒီစဝိုင်းလေးရဲ့ဘဝကိုရေးထားတာအမေသိန်းတို့အမေစိန်တို့အဲ့ဒီမှာပေါ့နော်ကျမအနေနဲ့စဝိုင်းဖြစ်တယ်ဆိုပေမဲ့လည်းနည်းနည်းပြောပြရလို့ရှင်ပေါ့နော်တာတိဒီတွေပေါ့နော်သူတို့ထောင်ထဲရောက်သွားတော့အမှထမင်းစားရတာဘလို့စားရတယ်ပေါ့နော်အိပ်ရတာဘလို့အိပ်ရတယ်အဲ့လိုအကြောင်းလေးပေါ့ပြီးရင်ပေါ့နော်ဘလောက်ထိတောင်မှကျမသဘောကျတယ်ဆရာမနှွေရင်ပေါ့
အရင်ကြိုက်တယ်ဆိုတာလေ तू ကဘာအပူစားတဲ့ဇက်ကလုံးတစ်လုံးမှမထည့်ဘူးဒီသူ့ရဲ့ဇက်ကောင်နေရဲ့လှုပ်ရှားသွားလာပုံကတစ်စက်မှာလူတွေကိုအော်ဒီလိုပါလားဆိုပြီးတော့ရိုးရိုးရှင်းလင်းနဲ့ကိုရတာပေးနေလို့ဒါကျမရဲ့အကြိုက်ဆုံးစာရေးဆရာတဲတယောက်ပေါ့နော်ဒီဇာမနူရင်ဟွာလေအဲ့မှာဆိုလဲအဲ့လိုပဲသူတို့စားလိုက်တောက်လိုက်တဲ့ပုံလေးရုပ်ဆော့အောင်ကရေခဲရီကိုတဝက်တောက်ပြီးတော့တဝက်ကိုလက်ကိုဆေးချပြီးလက်နှီးဆုံးနဲ့လက်တုပ်လိုက်တဲ့ပုံလေးအားစားဒါပေါ်လွင်စေတယ်ပေါ့သူတို့ရဲ့ဘဝယူယုံလုံးပေါ်စေပြီးတော့မှဖက်ရတဲ့လူကလည်းအော်လောကကြီးမှာဒီလိုလူတွေလည်းရှိပါလားဒီလိုဘဝတွေလည်းရှိပါလားဆိုတာကိုခံစားသွားရပြီးတော့ဒါစိတ်မကောင်းနေလဲကြင်မိတယ်စာအုပ်ပေါ့လေကျမစာဖတ်ရကြတော့လေကျမဘလို့ဖြစ်တာလဲမသိဘူးတအုပ်နဲ့တအုပ်ကသွားပြီးဆက်တယ်ပေါ့နော်ကျမပထမဆုံးဒီစာအုပ်လေးဖတ်တာတော့တော်တော်စိတ်မကောင်းစရာဖြစ်တဲ့စာအုပ်ပဲနောက်တအုပ်ကိုတော့ငါတော့ဘာဖြစ်ဒသနာနဲ့ဆိုင်တာလေးဖတ်လိုက်မယ်ဆိုပြီးတော့ဆရာကြီးပါတကူစာအုပ်လေးကောက်ကန်လိုက်တာဒီပြာဆိုဒီထက်တောင်ဆိုသေးတယ်စောက်ဝိုင်းထက်တောင်ဆိုသေးတယ်ဒီပြာရဲ့ဘဝအဲ့လိုဖြစ်တာပေါ့နော်အဲ့ဒါလေးလည်းတိုက်ဆိုင်လေးလည်းတတိထားမိခဲ့တယ်ပေါ့နော်နောက်တအုပ်ဖတ်နေနေဒီစာအုပ်ကြောင့်လည်းဒါတတိရခဲ့တယ်ဘာဖြစ်ပေါ့လေအားလုံးလဲသိပြီးသားအားလုံးလဲကြိုက်ပြီးသားစာအုပ်တအုပ်ဒီပေါ့နော်ဒီစာအုပ်လေးကိုဖတ်ပြီးတော့မှဒီစောက်ဝိုင်းရဲ့ဘဝကိုဒါဝင်ပြီးတော့မှခံစားပြီးတော့မှဒီဘဝတစ်ခုနေရာနေခံစားပြီးတော့မှအတွေးတွေလည်းအများကြီးရတယ်ပြီးရင်ရင်းချက်မှုတွေလည်းအနေနဲ့အများရစေတဲ့စာအုပ်မှုလို့တကယ်ကိုဖတ်ရတာကျင်တတ်ခဲ့တဲ့စာအုပ်လေးတအုပ်ပြင်နေမျိုးဆိုချင်ပါတယ်ရှင်